Empress မှာမင်္ဂလာပါလို့ရှေးဥစွာနှုတ်ဆက်ပါတယ်မင်္ဂလာရှယ်နေလေးဖြစ်ပါစေရှင်မိုးဒီနေ့ ruby နဲ့ဆွဲလေးနေရာပြပေးပါမယ်ရှင် ruby လေးတွေကလည်းအရှိက red ပါရှင်အလဲရေးကလည်းအလဲရေးပေါ့နော်နှလုံးမှာနှလုံးက red ပဲထွက်ထားပါတယ် certificate မှာလည်း red ပဲထွက်ပါတယ်ရှင်အနီရေးမှာအနီရေးစစ်စစ်လေးတွေမှာစိတ်ကလည်းတပေါင်းမှာ diamond ကိုပဲသုံးပေးထားပါတယ်လက်စစ်ချက်လည်းပါပါတယ်ရှင်ဒီဟာလေးကကြတော့ဒါလေးကဒီဟာလေးပါနော်ဒီလိုမျိုးလေးပါမျိုးလေးပါ let's မျိုးလေးပါရှင်ဒါလေးကကြတော့ဒါတော့လေဟိုပါပေါ့နော် ruby ကအလဲကကြတော့9မူပေါ့နော်9မူနီးပါးလေးပါပါတယ်9မူနီးပါးလေးကိုသုံးပေးထားတာပါရှင်ဒီဟာလေးက3လုံးစီးလေးမကြဘူးပေါ့နော် 1.74 ဆိုတော့3လုံးစီးကျော်တယ်9မူလည်းမဖြစ်တဖြစ်လေး3လုံးစီးကျော်တယ်အရေးကလည်းအမီရေးလေးပါဘေးကစိန်လေးတွေကလည်းဖြူဖြူပွေးပွေးလေးတွေပဲတုံးပေးထားတယ်စိန်ကလည်းဘေးစိန်ကလေးပတ်ပေးထားတာကမိုးကအချစ်ကလေးလုပ်ပေးထားတယ်နော်ဒီဟာလေးကအချစ်ကလေးပါသူကဝတ်လိုက်လို့ရှိရင်လည်းလှရပါနော်ဒါစိန်လေးတွေဆိုလို့ရှိရင်လည်းဒီကောင်များရတယ်ရှင်စိန်အလုံးတွေကလည်းလေအလုံးတွေ160အောင်ပါပါတယ်ဒီဟာလေးကလေကြည့်လိုက်လို့ရှိရင်တော့သေးရပေါ့နော်သေးတယ်ဒါပေမဲ့လေသူကလေစိန်လေးတွေကလေချစ်ကလေးတွေပဲဟိုခတ်ပေးထားတာပါနော်အထဲအဟန့်တော့မထုတ်ထားဘူးဒါပေမဲ့ကြည့်လိုက်ရင်ချစ်လေးလေးနဲ့စိန်ရွှေကြောက်တံမိုးလေးတွေကိုဟိုမိုးအတက်နိုင်ဆုံးစီကလေးနဲ့ရောင်းချပေးထားပါတယ်မိုးဝတ်လည်းဝတ်ပြမယ်နော်ဒါလေးကpush up တိုက်လေးနဲ့ဆိုတော့လေဝတ်လိုက်လို့ရှိရင်လည်းလွယ်တယ်ပေါ့နော်ဝေးရချွတ်လည်းလွယ်ပါတယ်ရှင်ဝေးရချွတ်လည်းလွယ်ပါတယ်ဒါလောက်လေးဖြစ်သွားပါမယ်ရှင်ဒီလိုမျိုးလေးပါမျိုးလေးပါအမျိုးလေးဖြစ်သွားပါမယ်ဒါလေးကကြတော့ဈေးလေးကတရားလေးကကြတော့ဈေးလေးက80ကျော်လေးပါနော်ဈေးလေးကြတော့အတိအကျလေးကလေမိုးကိုစိတ်ဝင်စားလို့ရှိရင်ချက်ပေါက်မှာစိတ်တိုင်းကြမင်းမြန်ပေးပါအဲ့ဒီနေ့ရဲ့ဈေးနှုန်းလေးလည်းတိကျပြပေးပါမယ်အခုဒီနေ့ကကြတော့ဒီနေ့ဈေးလေးကကြတော့80ကျော်လေးပါရှင်စိတ်လေးတိုင်အသေးစိတ်လေးကိုစီပီမှာမင်းမြန်ပေးပါနောက်ထပ်တရံလေးထပ်ပြမယ်နော်နောက်ထပ်တရံကကြတော့အရေးကတော့လုံးဝအနီရေပဲစိတ်ကလည်း natural diamond ပဲသုံးပါတယ်စိတ်လေးတွေကလည်းအပြင်မှာလာကြည့်လို့ရှိရင်လည်းဒီထက်ပိုလာရဲဆိုတဲ့အကြောင်းအမှခံနိုင်ပါတယ်ရှင်စိတ်ကောကြောက်ကောကို certificate လည်းထုတ်ပေးပါတယ်နော်ဒီဟာလေးကတော့ဒီလိုပုံလေးပါဒီပုံလေးကပထမတစ်ခေါက်လည်းထုတ်ပြီးရအခုတော့မေးတဲ့လူရှိရောအဲ့တော့နေရာလေးမိုးခတ်ထားတာအခုမှပစ္စည်းရရတယ်ပေါ့နော်အခုဒီဟာလေးကကြတော့အနီးကပ်လေးဆိုလို့ရှိရင်ဒီလိုပုံလေးမိုးဒါလေးကိုလည်းတစ်ဖက်ကဝတ်ပြမယ်ပေါ့နော်ဒီလိုမျိုးကမိုးကလေးငကက်ကလေးတွေကို cushion type ကလေးပဲခတ်ထားရပေါ့နော် cushion type လေးဆိုတော့ဝေးရဆွတ်ရလဲအဆင်ပြေလေဒီလိုလေးပါရှင်ဒီလိုပါဒီမှာလာကြည့်လို့ရှိရင်လည်းမိုးရဆိုင်လေးက Time City Jewelry Mall Level 2B နှစ်ကုတ်3နှစ်ခုလေးမှာဖွင့်လှစ်ရောင်းချပါတယ်ရန်ကုန်မြို့မှာပါနော်ဒီလိုပါရှင်ဒီဘက်ကလေးကကြတော့ဈေးလေးကဒါလေးကတော့60နဲ့80ကြားလေးပေါ့နော်ဒါလေးက60နဲ့80ကြားလေးပါရှင်ဒါလေးကတော့80ကျော်လေးပါ80နဲ့80ကြားလေးပါရှင်ဒီဒုတိယနှစ်ကက်ကလေးဆိုလို့ရှိရင်လည်းစိတ်ကတက်ကရက်ကျော်အောင်ပါပါတယ်အလုံးကလည်းလေစိတ်အလုံးရေကလည်း62ပွင့်တော့ပါပါရဲ့ရှင်စိတ်လေးတွေကလည်းအများကြီးထည့်ထားတယ်နော်စစ်လက်လက်နဲ့ဘယ်တော့မှမရိုးဘူးဝတ်ထားလို့ရှိရင်လည်းငငယ်ဆန်တဲ့ look လေးအများတန်းလည်းဒီပုံလေးတွေကမရိုးသွားတဲ့ပုံလေးတွေပါရှင်စိတ်နဲ့တက်တယ်ဆိုလို့ရှိရင်မိုးရဲ့ Empress ကို diamond ရဲ့ jewelry ရဲ့ချက်ပေါက်လေးကိုစိတ်ကြမြင်းမြန်းပေးပါရှင်ကျေးဇူးအားပေးရဲ့အတွက်လည်းကျေးဇူးတင်ပါတယ်စိတ်နဲ့တက်တယ်ဆိုလို့ရှိရင် like and share လေး comment လေးနဲ့ရေးပေးပါရှင်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိနေ့ဖြစ်ပါစေ